哇，不耶，不，不，哪个玩这的？养不养高啦？养不来的。我就说，你来弄诈骗路标了。哇，养不养用完，超长标的呢？养不来干嘛？你那个 customer 的我了呀，谁等等的我了呀？啊，莫也这样的路标是的，那3年的。ကဲစစ်တော့လေးရုပ်ရည်ဒီမှာပါဒါမျိုး polyfit တော့လေးကဒါ polyfit တော့လေးကိုဗာလေးနဲ့တွေ့ပြီးနေဆိုဒီမှာအိတ်ကက်နှစ်ဖက်ပါတယ်ပိုလိုအစင်းပေါင်းမှုလေးနဲ့တွေ့ပြီးပါမယ်ရှင်ဒါလေးတစ်စုံကိုမင်းတို့မြန်မာငွေ6900ရတဲ့ရောင်းပေးပါမယ်ရှင်အရောင်းငွေရှည်ကမြို့ပေါင်း300ကျော်ရပါတယ်ရှင်စိတ်ရန်တပြားမှကြိုလွဲစရာမလိုပါဘူးရှင်ပြီးရင်ချုပ်ရုပ်ချုပ်သား quality အထူးအမှားခံပါတယ်ရှင်ပေးရတဲ့ဈေးနဲ့မတန်ဘူးထင်လို့ရှင်ပြန်ပို့နိုင်ပါတယ်ရှင်ချုပ်ရုပ်ချုပ်သားဒီမှာကြည့်နဘေတက်နဲ့ရှုပ်ပေးတာရှင်အခါကျတော့ချုပ်သားမခိုင်မှာခွာပြေးမှာလုံးဝစိုးရင်စရာမရှိပါဘူးရှင်ပေါင်ရင်80ကနေပြီးတော့130တွင်ရပါမယ်ရှင်ဒါမျိုးပေါင်းမှုလေးကိုမင်းတို့ဒီမှာဒီကေတူလိုင်းစင်နော်အသားကလည်းရှေ့ကောင်းဒီအဖက်နာပဲဒါမျိုး polyfit လေးနဲ့တွေ့ပြီးပါတယ်ရှင်ကာလာလိုင်းကတော့မင်းတို့လေအဆင်ပြေအောင်အဆက်ဟက်မီရောတွဲဆက်ပြီးထားရပေါ့နော်တချို့ဟာလေးကြတော့ကာလာလိုင်းနည်းနည်းလေးဟိုမတိမတာလေးပေါ့နော်ကွဲသွားရင်လည်းအပြစ်မြင်ပါနဲ့အောင်ရှင်နားလည်းပြီးပါအောင်ရှင်မင်းတို့ဒါလေးကိုမြန်မာငွေ6900နဲ့အနည်းဆုံး3စုံအားလေးစပြီးတော့လက်ကားစိမ်းနဲ့ရပါမယ်ရှင်မမေ3စုံကတော့နည်းနည်းများတယ်တယောက်ထဲဝေးရအဆင်မပြေဘူးဆိုရင်ဟိုဟာနှစ်စုံကနေပြီးတော့စပြီးတော့ယူလို့ရပါတယ်ရှင်ဒါပေမဲ့နှစ်စုံဈေးဖြစ်တဲ့အတွက်ပေါ့နော်တစ်စုံကို900စီရောကောင်းပါမယ်ရှင်ဒါလေးအများဆုံး order တင်လို့ရပါပြီရှင်ကာလာလိုင်းလေးမြင်တစ်ချက်ပြပေးပါမယ်ရှင်ကဲကာလာလိုင်းလေးပြပေးပါမယ်ရှင်မင်းတို့ live ဖတ်အောင်တော့တွဲပေးထားတယ်တိတိကျကျကြီးခွဲထွက်နေတဲ့အရာမျိုးနဲ့တော့တွဲပေးတာမဟုတ်ဘူးပေါ့နော်ဒါမျိုးဆိုရင်ပန်းရောင်လေးနဲ့တွဲပေးထားတယ်ခဲရောင်လေးဆိုဒီမှာခဲရောင်လေးနဲ့တွဲပေးထားတယ်အညိုလေးဆိုရင်ဒီမှာအညိုလေးနဲ့တွဲပေးထားတယ်ပေါ့နော်အဆင်ပြေအောင် live ဖတ်အောင်တွဲပေးထားပါတယ်ရှင်မင်းတို့မြို့ပေါင်း300ကျော်အင်အောင်ငွေရှိရပါတယ်စင်ရံတပြားမှကြိုလွဲစရာမလိုပါဘူးရှင်ဒါမှပိုလိုတော့လေးပိုလိုတစ်စိတ်လေးရိုက်ပေးထားတယ် sorry ဒီမှာပိုလိုတစ်စိတ်လေးရိုက်ပေးထားတယ်အိတ်ကက်လေးကနှစ်ဖက်အိတ်ကက်ကလည်းအကျဉ်းနော်မင်းတို့ဖုန်းတွေထည့်မလားပတ်စံအိတ်တွေထည့်မလားထည့်လို့ရတယ်ရှင်ရှိသားလေးလည်းစစ်ပါချုပ်သားအာမခံပါတယ်ရှင်မတန်ဘူးပေးရစေတဲ့မတန်ဘူးထင်လို့ရှင်ဒလီရှိမှာအထုပ်တစ်ခါတည်းဖြီးပါရှင်တစ်ခါတည်းဖောက်စစ်ပြီးတော့မကြိုက်ဘူးဆိုပြန်ပို့လို့ရပါတယ်ရှင်ကဲလာတော့နော်အရေးတော့အများကြီးမရှိရမလို့ဥတူယူပါရှင်အခုပဲ order တင်လို့ရပါပြီရှင်ဖုန်းနံပါတ်တွေကမင်းတို့ပိုင်အောင်မှာတင်ပေးထားပါတယ်ရှင်အားလုံးကျေးဇူးပါရှင်